အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Zoom တွေကစကားပြောနိုင်ရုံနဲ့မကပဲစစ်တိုက်တဲ့ viewer တွေပါရှိနေတဲ့ Operation Undead ဆိုတဲ့စကားလေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်1942ခုနှစ်မှာတပ်စုတစုကစစ်တပ်ထဲကိုတစ်လနဲ့တပ်သားတွေအဖြစ်နဲ့ဝင်ရောက်ခဲ့ကြပြီးတော့အမတ်တရတဲ့ပုံတွေလည်းရိုက်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့သူတို့တွေကစိတ်ကန်းတစ်ခုတည်းကိုခိုးသွားကြပြီးတော့ Mock ကလေတစင်းနဲ့ကိုချောင်းကြည့်ဖို့သူတို့စီကနေပတ်စံနိုင်ငံတောင်းခဲ့ပါတယ်အဲ့ဒီလေထဲမှာတော့စစ်သားတစ်ယောက်ကတခြားမျိုးသမီးတစ်ယောက်နဲ့ပျော်ပါနေတာကိုတင်းပေါ်တွေကချောင်းကြည့်ပြီးတော့သူတို့ကလည်းအာသာဖိနေကြတာပါမကြခင်မှာပဲတက်ချက်ကြီးရောက်လာပြီးတော့မော့ရဲ့ခိုးလုံနေတဲ့စီးပွားရေးတွေအော်ဟစ်စုပါတော့တယ်သူကမော့ကိုပြစ်ဒဏ်နဲ့လေ့ကျင့်ကလောက်ခိုင်းနေလို့တခြားသူတွေကိုစူဖို့လေထဲကိုဝင်သွားခဲ့ပါတယ်ဒါပေမဲ့စစ်သားတွေကဂီးဆိုင်မနေပဲမော့နဲ့သူတငယ်ချင်းကတက်ချက်ကြီးကိုပိုက်ကွန်နဲ့အုပ်လိုက်ပြီးတော့အားလုံးထွက်ပြေးသွားကြပါတော့တယ်ဒါပေမဲ့တက်ချက်ကြီးကလည်းမြန်လာတာမလို့လမ်းမှာသူတို့ကိုပိတ်ဆို့ထားနိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူတို့ကိုပြစ်ဒဏ်နဲ့ကမ်းခြေမှာနိုင်ပေါင်းများစွာလေ့ကျင့်ကလောက်ခိုင်းခဲ့မှသူတို့ကတော့တိုင်းလုံးနေနဲ့ပဲကြောက်ကစားနေကြပါတစ်ဖက်မှာလည်းမော့ရဲ့ကိုမတ်ဟာသူ့နဲ့ချစ်တဲ့သူပန်မှာကိုဝင်ရှိနေပြီးတော့တီးလိုက်ရလို့အရန်ကိုစိတ်လှုပ်ရှားသွားပြီးတော့လက်စွပ်ထုတ်ကလက်ထက်ကွယ်နှောင်းခဲ့ပါတယ်ပန်ကလည်းလက်ခံခဲ့ပါတယ်ဒါပေမဲ့သူတို့ကိုအထိတ်တန့်တကြားဖြစ်နေတဲ့တန်ငါတဲ့တယောက်ကနှောက်ယှက်လိုက်ပြီးတော့သူ့လေပေါ်ကနေခေါင်းစင်ကရန်သူတင်မောတွေလာနေပြီးတော့မတ်ကိုပြောခဲ့ပါတယ်ခဏကြာမှာတော့ထိုင်းစစ်တပ်ခေါင်းဆောင်တွေကဂျပန်အနေနဲ့တွေးဆောင်ဆွေးနွေးခဲ့ကြပါတယ်ဒေါက်တာကိုင်နိုကဂျပန်ဟာအိန္ဒိယနဲ့တရုတ်ကိုချီတက်ချင်တာမလို့ထိုင်းနိုင်ငံကိုသူတို့ရဲ့အခြေစိုက်စခန်းပြအသုံးပြုမယ်လို့ရှင်းပြပါတယ်ထိုင်းအစိုးရကဆွေးရော်ချေပေးဖို့နဲ့ရိတ်ခါတွေကိုထောက်ပံ့ပေးဖို့သဘောတူထားပြီးဖြစ်ကြောင်းသူတို့ကထောက်ပြခဲ့ပါတယ်ဂိုင်နိုကသူတို့ရဲ့စမ်းသပ်ဆဲဖြစ်နေတဲ့ဇီဝလက်နက်အကြောင်းကိုလည်းဗီဒီယိုပြပြီးချင်းချောက်ခဲ့ပါတယ်။ဗီဒီယိုထဲမှာလူတစ်ယောက်ကမိနစ်အနည်းငယ်ကြာနာကျင်စွာရုန်းကန်နေရပြီးသူ့မျက်နှာမိတ်စာတစ်ကောင်လိုဖြစ်သွားတာကိုတွေ့ရပါတယ်။ဂျပန်ဟာမဟာမိတ်တွေနဲ့မတိုက်ခိုက်ချင်ပေမဲ့ထိုင်းကသာမပူပေါင်းဒီလက်နက်တွေကိုသုံးမယ်လို့ဆိုလိုပါတယ်။ထိုင်းတပ်မှူးကသူတို့ရဲ့စကန်ကိုဂျပန်ကိုပေးဖို့သဘောတူလိုက်ပေမဲ့ဟန်ပြခုခံမှုနဲ့လုပ်ပြရမယ်လို့ရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတပ်ဖွဲ့တွေကိုတင်ပြခိုင်းထားပြီးစစ်သားငယ်လေးတွေနဲ့တိုက်ပွဲအတွက်ပြင်ဆင်ရပါတော့တယ်။ဒါပေမဲ့မော့ကအိမ်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တက်ချက်ကြီးကမော့ရဲ့အမေထရန်စီကိုလာပြီးတော့စစ်သားအလုံးတာဝန်ထမ်းဆောင်မှုသတင်းပို့ရမယ်လို့ပြောပါတယ်ဆွမ်းဟာစစ်ပွဲမှာတင်မုန်းဖြစ်သူကိုဆုံးရှုံးထားရပြီးဖြစ်လို့သားတွေကိုထပ်မဆုံးရှုံးကျင်တော့ပါဘူး။ဒါကြောင့်သူကတက်ချက်ကြီးနဲ့စကားများပြီးအချိန်ဆွဲပေးတော့မှမော့ကနောက်ဘေးတကားကနေခိုးထွက်ခဲ့ပါတယ်။မော့ကတော်လေးရောက်တဲ့အခါမှာတော့သူ့အကူမတ်နဲ့တိုးပါတော့တယ်။မတ်ကသူ့ကိုသူ့ရဲဘောကြောင်နဲ့လို့ဆိုပြီးဆဲဆိုပြီးတော့ပြဿနာကိုရှာပါတယ်။မော့ကသူ့ကိုလောင်ပြောင်ပြီးအလေးပြုလိုက်ကသူဟာတက်ပြတ်ခံရဖို့ဒီမှာရှိနေတာမဟုတ်ကြောင်းနဲ့ကြံတဲ့မိသားစုဝင်တွေလို့စစ်သားဘယ်တော့မှမဖြစ်ချင်ဘူးလို့လည်းပြောခဲ့ပါတယ်။မတ်ကသူ့ရဲ့ဦးလေးဖြစ်မယ်လို့ပြောလိုက်တဲ့အခါမှာတော့မော့ကသူနဲ့တူထွက်ပြေးဖို့ခေါ်ခဲ့ပေမဲ့မတ်ကတော့သူ့ချစ်တဲ့သူတွေကိုကာကွယ်ခြင်းလို့ညှင်းဆိုခဲ့ပါတယ်။မတ်ထွက်သွားပြီးတဲ့နောက်မှာမော့ကသူ့ရဲ့စိတ်အတွင်းပဋိပက္ခနဲ့ရုန်းကန်နေရပါတယ်။ကမ်းခြေမှာတော့ထိုင်းတပ်ဖွဲ့တွေကဂျပန်စစ်တပ်တိုက်ပြခြင်းကိုခံနေရပြီးအလောင်းတွေကနေရာနဲ့မှလဲကျနေပြီးပင်လယ်ရေတွေတော့တွေးရင်းနေကုန်ပါတယ်။မော့ကပြန်ရောက်လာပြီးသူ့အသင်းပေါ်နဲ့ပေါင်းဝလိုက်ကထက်လက်ကြပုံအောင်နေခဲ့ပါတယ်တက်ကြကြီးကသူတို့ကိုတိုက်ပွဲဝင်ဖို့အော်ဟစ်တိုက်တွန်းနေတော့မှပဲကြီးစံထိပ်ပြီးချက်ချင်းတေဆုံးသွားပါတယ်တိုက်ပွဲနှဲငယ်ငိန်သွားတဲ့ခါမှာမော့ကသူ့အဖွဲ့ကိုထပ်ပြေးဖို့တိုက်တွန်းပါတော့တယ်အနီးနားမှာတော့ဂျပန်စစ်တပ်တလုံးကမ်းခြေကိုမျောပါလာပါရုတ်တရက်အဲ့ဒီတစ်တပ်ပွင့်သွားပြီးချုံမီတကောင်လည်းထွက်လာပါတယ်နောက်တော့တောထဲမှာစစ်သားငယ်လေးတွေဆက်ပြေးနေကြတော့တစ်ပင်ကြားမှာတစ်ခုကအမြဲရှားပြီးလူတွေကိုတယောက်ပြီးတယောက်ခုံအောင်တက်ဖြတ်နေပါတယ်အတော်ကြာပြေးပြီးတဲ့နောက်မှာမော့ကတယောက်တည်းပဲကြံတော့တာကိုတတိပြုမိသွားပါတယ်ပိုဆိုးတာကသူပြေးပြီးနောက်မှာသူကရှင်းလုံးထဲမှာနှက်သွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲတကူလုံးရေအောက်ကိုရောက်သွားပါတော့တယ်အဲ့ဒီအချိန်မှာစစ်သားတယောက်ကလက်ကမ်းပြီးတော့မော့ကိုဆွဲတင်ပေးလိုက်ပါတယ်မော့ဟာအသက်ဝဝရှူပြီးမော့ကြည့်လိုက်တဲ့အခါမှာသူ့ကိုကယ်လိုက်တာကဇွန်မီတကောင်ဖြစ်နေလို့ထိတ်လန့်သွားပါတော့တယ်တကယ်တော့သူ့အသင်းပေါ်တွေအားလုံးကဇွန်မီတွေပြပြောင်းလဲသွားကြတာပါရုံးခန်းထဲမှာတော့ထိုင်းစစ်တပ်ကောင်းဆောင်တွေကခိုင်တို့ဟာသတင်းကိုနားထောင်နေကြပြီးထိုင်းအစိုးရကအပြစ်ခတ်ရက်စဲဖို့တောင်းဆိုထားကြပြီးဂျပန်နဲ့ဆွေးနွေးနေပြီးကြောင်းအတည်ပြုလိုက်ပါတယ်ခဏအကြာမှာတော့ကင်းလက်တစ်ဖွဲ့တစ်ခုအားတော်ထဲကိုရောက်လာပြီးနွယ်ပင်တွေမှာချိတ်ဆွဲထားတဲ့ရိုးစုတွေကိုတွေ့လိုက်ရပါတယ်ရုတ်တရက်နွယ်ပင်တွေကလှုပ်ခါလာပြီးထွက်လာတဲ့အတန်တွေကြောင့်ပုံနေတဲ့ဇွန်မီကထွက်လာပြီးကြိုက်ပါတော့တယ်ကင်းလက်အဖွဲ့ကချက်ချင်းတနက်နဲ့ပစ်ခတ်လိုက်လို့ဇွန်မီတွေလဲကျသွားပါတယ်မိနစ်နဲ့ငယ်ကြာရန်တန်ပစ်ခတ်ပြီးတဲ့နောက်မှာအလောင်းတွေကိုတွားကြည့်လိုက်တဲ့အခါမှာတော့ဇွန်မီတွေပြောင်းနေတာကိုတွေ့ရပါတယ်သူတို့လက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ရဲ့ခေါင်းဆောင်ရဲ့ခေါင်းတစ်ချမ်းဟာမရှိတော့ပဲဇွန်မီတစ်ကောင်ကစားတောက်နေတာကိုတွေ့လိုက်ရပါတယ်ကျန်တဲ့ဇွန်မီတွေကလည်းပြန်ရောက်လာပြီးတော့သူတို့ကိုဝိုင်းကိုက်လိုက်ပါတော့တယ်စခန်းမှာတော့အမျိုးသမီးတစ်ယောက်ကပျောက်ဆုံးနေတဲ့သူခင်မွန်းကိုလိုက်ရှာနေပါတယ်။ nurse အဖြစ်နဲ့အလုပ်လုပ်နေတဲ့ပန်ကလည်းရှာဖွေရေးအဖွဲ့တွေကလူတိုင်းကိုပြန်တွေ့မှာပါလို့နှစ်သိမ့်ပေးနေပါတယ်။ဗီဒီယိုကလည်းဆွေးနွေးမှုတွေအောင်မြင်ပြီးဂျပန်နဲ့ထိုင်းဟာအခုတော့မိတ်ဆွေတွေဖြစ်သွားပြီလို့ကြေညာနေပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံသားတွေကိုဂျပန်တပ်ဖွဲ့တွေကိုကူညီပေးဖို့တောင်းဆိုထားပါတယ်။အတန်ကြာမှာတော့မတ်ကသူ့ညီကိုလိုက်ရှာဖို့တောထဲကိုရောက်လာပြီးခန္ဓာကိုယ်အပိုင်းအစတွေနဲ့ညှိနေတဲ့မီးပုံတစ်ပုံကိုသာတွေ့လိုက်ရပါတယ်။ရုတ်တရက်အတန်တစ်ခုကြားလို့တွားလိုက်ရမှာတွင်းနဲ့ကြီးလူတွေမှာစစ်သားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။မှန်ကကျိုးကိုတစ်ပင်မှာချီပြီးတော့အဲ့လူကိုကယ်ဖို့တွင်းထဲကိုစဉ်းစားပြီးမျက်နှာမရှိတော့တဲ့ဇွန်မီတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။
ဇွန်မီကသူ့ကိုတိုက်ခိုက်လို့မက်ကခြုံထက်တဲ့တစ်သားနိုင်နဲ့ပြန်လဲခုခံခဲ့ပါတယ်အတန်ကြာရုန်းကန်ပြီးတဲ့နောက်မှာမက်ကဇွန်မီကိုတွန်းထုတ်ပြီးသူ့ကောင်းကိုစိုက်လိုက်တယ်ပေမဲ့ဇွန်မီကတော့ဆက်လှုပ်ရှားနေတော့မှာပဲမက်ကကျိုးကိုဆွဲပြီးပေါ်ကိုတက်ဖို့စူးစမ်းပေမဲ့ဇွန်မီကသူ့ခြေထောက်ကိုဆွဲချလိုက်လို့လဲကျရင်သူ့ရဲ့အိတ်ဆောင်နိုင်လေးပါကြံရင်ခဲ့ပါတယ်မက်ကမီးပုံထဲမှာတစ်သားချောင်းကိုကောက်ယူလိုက်ကမီးပွားတွေကြောင့်ဇွန်မီကမီးလောင်ပြီးနောက်ဆုံးမှာတော့တေဆုံးသွားပါတယ်မီးပွားတစ်ခုကမက်ရဲ့မျက်လုံးကိုထိခိုက်စေခဲ့ပါတယ်။ကမ်းခြေမှာလည်းမက်နိုးလာတဲ့အခါမှာတော့ဇွန်မီတွေရဲ့စားချင်းစားကြံအလောင်းတွေဝိုင်းနေတာကိုတွေ့ရပါတယ်။လိပ်ပြာလေးတစ်ကောင်ကိုကြည့်နေရင်တောထဲမှာဘာဖြစ်ခဲ့လဲသူပြင်စဉ်းစားမိသွားပါတယ်။တကယ်တော့မော့ကဇွန်မီကြိုက်ခံရပြီးဇွန်မီဖြစ်သွားခဲ့တာပါ။ကျန်တဲ့ဇွန်မီတွေကတော့စားတောက်ပွဲကြီးလုပ်နေကြပြီးအမျိုးသမီးတစ်ယောက်ကသူ့ရဲ့ကလေးစားတွေကိုအထုတ်ခံလိုက်ရကမော့ကိုယ်တိုင်ကလည်းကလေးမလေးတစ်ယောက်ကိုခုံအုပ်ခဲ့ရတယ်။လက်ရှိမှာတော့မော့ကသူကိုယ်တိုင်မဟုတ်ကောင်တစ်ကောင်ဖြစ်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။စိတ်ပြက်လက်ပြက်အော်ဟစ်နေပါတော့တယ်။မက်ကစကန်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူမြင်ခဲ့တာတွေကိုအထက်လူကြီးကိုတင်ပြပါတယ်။ခိုင်တို့ကအခုဗလာဖြစ်နေတဲ့တစ်တာကိုကြည့်ပြီးတော့အဲ့နေရာကမက်ဆီကနေအသေးအံမေးပါတော့တယ်။အဲ့ဒီနောက်ခိုင်တို့ကသူ့တေသနာအဟောင်းတွေကိုပြန်ကြည့်ရမှာသူ့ရဲ့ဇီဝလက်နက်ကဘိုင်းရပ်ပိုးတစ်မျိုးဖြစ်ပြီးတော့တရိတ်ဆန်အုပ်စုနှစ်စုမှာဆန်းသက်ခဲ့တာကိုတွေ့ရပါတယ်။ပထမအုပ်စုကအသက်ရှင်သူတွေကအရန်တန်မာပြီးကျန်းတဲ့တိုက်ရိုက်ခတ်ရမြင်မှန်းကြပါတယ်။သူတို့ကလူသားချင်းစားသောက်တဲ့လက္ခဏာလည်းရှိပါတယ်။ဒါပေမဲ့ဒုတိယအုပ်စုကတော့ပိုတန်မာပြီးမြန်ပေမဲ့ဘသူကမှမတိုက်ခိုက်ပဲကိုယ့်ကိုတင်းထုတ်နိုင်စွမ်းရှိပုံရပါတယ်။တောထဲမှာတော့မော့ဟာအလောင်းပိုင်းစားတွေကိုကြည့်နေပေမဲ့ဘာတုံ့ပြန်မှုမှမရှိပါဘူး။အတွင်းသားမှာတော့သူ့အကူရဲ့နိုင်ကိုတွေးလို့ကောက်ယူလိုက်ပါတယ်။နိုင်ထဲမှာသူ့မိဘပုံတွေကိုလည်းကြည့်ပြီးငိုကြွေးနေမိပေမဲ့ဒီငိုတန်ဟာဟင်းရောက်တဲ့တန်ပြပြောင်းလဲသွားပြီးတခြားဇွန်မီတွေကိုလည်းလိုက်អော်ကြပါတယ်။ပြေုံထဲမှာတော့မတ်ဟာသူ့ရဲ့ညီကိုလိုက်ရှာနေပြီးမတွေ့ပါဘူးအသက်ရှင်ကျန်ရင်သူတယောက်ကတော့မော့ကိုစောစောကမြင်လိုက်တယ်လို့ပြောပြပါတယ်မက်ကဗမာလဲလို့တဲတန်မင်းနေတော့မှာပဲတက်မှုကအစည်းအဝေးတက်ဖို့လာခေါ်ပါတယ်ပင်မတဲထဲမှာတော့ဂျပန်စစ်သားတယောက်ကတစ်တာပြောက်ဆုံးမှုအတွက်အပြစ်တင်ခံရလို့ဓာတ်နဲ့ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ်တက်မှုနဲ့မတ်ရောက်လာတဲ့အခါမှာတော့ကန်တိုကသူ့ရဲ့ဇီဝလက်နက်ဟာတစ်တာတဲကထွက်ပြေးသွားပြီးတခြားလူတွေကိုလည်းဇွန်မီဖြစ်ပြောင်းလဲနိုင်ကြောင်းရှင်းပြပါတယ်တက်မှုကဒါကိုအစီရင်ခံနေပေမဲ့ဘိုးကြီးနာဂါမူရာကတားမြစ်လိုက်ပါတယ်သူကဒါကိုလစ်ဝက်ချက်အနေနဲ့ကင်တယ်ဖို့အစီအစဉ်စီကြောင်းပြောပြီးတော့စစ်ကောင်းဆောင်တွေစီကတရားဝင်စာကိုပြလိုက်ပါတယ်အဲ့စာအရာမတ်နဲ့သူ့ရဲ့တက်မှုတွေကဇွန်မီတွေကိုရှင်ပန်းဖို့တက်ဆိုင်ရာ test force မှာပါဝင်ရပါတော့မယ်တော်ထဲမှာတော့မော့ကအခြားဇွန်မီတွေကတွေ့တဲ့မြအလောင်းတွေကိုစားနေတာကိုကြည့်နေပါတယ်။သူကကလေးမလေးကိုလိုက်ဖမ်းပြီးစားခဲ့တာကိုသတိရသွားတဲ့အတွက်နောင်တရည်နဲ့ပြည့်နှက်နေပါတယ်။မော့ကတနက်ကိုယူပြီးတော့ကိုယ့်ကိုအဆုံးစီရင်မှုကြိုးစားပေမဲ့သူ့ခန္ဓာကိုယ်ရုတ်တရက်ပူတက်လာပြီးထူးဆန်းတဲ့အရည်တွေထွက်လာတာလက်တွေမှာလည်းမီးစလောင်လာတော့တယ်။တကူလုံးမီးမလောင်ခင်မှာပဲအခြားဇွန်မီတွေကသူ့ကိုရှင်နဲ့တွန်းချလိုက်ပြီးမီးငိမ့်အောင်ရှင်တွေနဲ့ဖုံးအုပ်ပေးလိုက်ပါတယ်။အချိန်ထဲမှာပဲကန်နိုကသူ့စေတနာတွေကိုဆက်ကြည့်နေပါတယ်။ဘိုင်းကပမာဏများများထိုးထွက်လာတဲ့အခါမှာတော့တုတ်ပြန်မှုကကောင်းမွန်လာပြီးအရန်ကိုစိတ်ပီစည်းတဲ့အခါမှာတော့စိတ်လှုပ်ရှားတဲ့အချိန်တွေမှာတော့ဇွန်မီတွေကကိုယ့်ကိုမီးလောင်ကျွမ်းနိုင်စွမ်းရှိတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ဇွန်မီတွေရဲ့အားနည်းချက်ကမီးဖြစ်တယ်ဆိုတာကိုကန်နိုကသိသွားပါတော့တယ်။ဘိုင်းဝက်တွေကိုလူတွေမှာစမ်းသပ်တဲ့အခါမှာတော့နိုင်အနေငယ်အတွင်းမှာပဲစင်ကဲပြောင်းလဲလာပါတယ်။မော့ဟာကူတစ်ခုထဲမှာနိုးလာပြီးတော့ရှားဇွန်မီတွေကလည်းနိုးလာတာကိုတွေ့လိုက်ရပါတယ်။အုပ်စုကောင်းဆောင်နိုဘူးကအဲ့ဒီဆိုင်တစ်ကောင်ကိုယူလာပေးတဲ့အခါမှာတော့ဇွန်မီတွေကသူ့ကိုအစားတောင်းပြီးတော့အော်ဟစ်ကြပေမဲ့နိုဘူးကပိုကျဲတဲ့အတန်နဲ့ပြန်ဟောက်ပြီးသူတို့ကိုညင်အောင်လှုပ်လိုက်ပါတယ်။နိုဘူးထွက်သွားပြီးနောက်မှာတော့ဇွန်မီတွေကအဲ့ဒီတိရစ္ဆာန်ကိုဝိုင်းစားကြပါတယ်။မော့ကနိုဘူးနောက်ကိုလိုက်သွားရမှာတော့ကူတောင်းတစ်ခုမှနိုဘူးကသူ့ရဲ့ဇနီးရဲ့ပုံနဲ့သူရေးပေးတဲ့ကပ္ပာကိုကြည့်ပြီးငိုနေတာကိုတွေ့လိုက်ရပါတယ်။ဒါကမော့ကိုသူ့ရဲ့မိဘတွေရဲ့ပုံကိုပြန်ကြည့်စေမိပြီးတက်ချက်ကြီးကသူတို့အိမ်ကိုလာပြီးမတ်ကိုစစ်တပ်တက်ခေါ်သွားတဲ့နေ့ကိုတတိယသွားစေပါတယ်။အဲ့ဒီတုန်းကမော့ကသူ့အကူမရှိတော့ရင်သူ့ကတင်ကိုရတော့မယ်ဆိုပြီးတော့ဝမ်းသာနေခဲ့ပြီးမက်ကစစ်မြေပြင်မှာတည်သွားပါစေဆိုတဲ့တခြင်းကိုတောင်းဆိုခဲ့တာပါလက်ရှိမှာတော့မော့ဟာငိုကြွေးနေမိပြီးနိုဘူးရဲ့အော်ဟစ်တန်ထဲမှာအလာတူဝမ်းနည်းမှုကိုခံစားနေရပါတယ်နိုဘူးကူတဲ့ထွက်သွားတဲ့ခါမှာတော့မော့ကလိုက်သွားပြီးရေထဲမှာလွင့်နေတဲ့ပုံတွေကိုတွေ့လိုက်ရပါတယ်နိုဘူးကမြစ်ထဲမှာရက်နေပြီးသူ့ဇနီးရဲ့ဝိညာဉ်ကိုမြင်ရောက်နေတာပါသူ့ဇနီးကချစ်ချင်းမေတ္တာစကားနဲ့ကြပြကိုရွတ်ပြနေလို့နိုဘူးကအရန်ကိုစိတ်တော့ကရောက်နေရပါတယ်နာကျင်စွာအော်ဟစ်ပြီးနောက်နိုဘူးရဲ့ခန္ဓာကိုယ်ကပြာအဖြစ်ကိုပျော်ကျသွားပြီးအဲ့ဒီပြာတွေကတပင်တပင်ပေါ်ကိုကျပြီးပန်းတွေပွင့်လာစေခဲ့ပါတယ်တစ်ဖက်မှာလည်းအခြားဇွန်မီတွေကတိရစ္ဆာန်ကြီးတစ်ကောင်ကိုစားနေကြပြီးမြဲစလောင်နေတော့မှာပဲဇွန်မီတစ်ကောင်ကစားနိုင်စွမ်းရှိလာပြီးတော့ဂျပန်ကသူတို့ကိုဒီလိုဖြစ်အောင်လုပ်တာမျိုးလက်စားချေဖို့အတွက်သူတို့ကိုပြန်စားတင်တယ်လို့ပြောပါတယ်တော်ထဲမှာတော့ test force ကအလောင်းတွေပြန့်ကျဲနေတဲ့နေရာကိုတွေ့လိုက်ရပါတယ်သူတို့ကပြည့်စည်နေတဲ့လမ်းကြောင်းတိုင်းဇွန်မီတွေကိုဆက်လက်ရှာဖွေနေကြပါတယ်အနီးနားကအတန်ကြားရတဲ့အခါမှာနာဂါမူရာကသူ့ကိုဖွဲ့ကိုပုံခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကဓာတ်နဲ့သူ့သွေးကိုဖိတ်လိုက်ရမှာတော့ဇွန်မီတစ်ကောင်ကသွေးလမ်းကြောင်းရောက်လာပြီးမတိုက်ခိုက်ခင်မှာပဲစစ်သားတစ်ယောက်ကလှန်တနက်နဲ့ပစ်ဖမ်းလိုက်ပါတယ်စကမ်းမှာတော့ဖမ်းမိရတဲ့ဇွန်မီကိုတန်လောင်အိမ်ထဲမှာထည့်ထားပါတယ်စစ်သားတွေကသူ့ကိုရေနွေးနဲ့လောင်ကြလို့မတ်ဟာဒါနှိမ့်ဆက်မှုပဲလို့ကန့်ကွက်ခဲ့ပါတယ်ဒီတက်တော်ဝါကိုတတ်လိုက်တာကပိုကောင်းမယ်လို့ထင်ပေမဲ့ခိုင်လူကတော့ဇွန်မီအားလုံးကိုအရှင်ဖမ်းပြီးလေ့လာနေတာပါ
အဲ့ဒီအချိန်မှာတော့ဇွန်မီကသူ့ခန္ဓာကိုယ်ထဲကလံကိုဆွဲထုတ်လာပြီးလောင်အိမ်တိုင်တွေကိုလှုပ်ခါလိုက်လို့စစ်သားတစ်ယောက်ကသူ့ကိုအချက်ပေါင်းများစွာပစ်လိုက်ပါတယ်ဇွန်မီကအရန်နာကျင်ပြီးမှမသေးပါဘူးအဲ့ဒီနောက်မှာယောက်ျားတစ်ယောက်ကိုခေါ်လာတဲ့အခါမှာတော့ဇွန်မီကသူ့အဖေမှချက်ချင်းသိသွားပြီးနှစ်ယောက်လုံးဖတ်ငိုကြပါတယ်အဖေဖြစ်သူကသူ့သားကိုဘာလုပ်လိုက်တာလဲလို့မေးနေတော့မှပဲနာကာမူရာကတဖေဖြစ်သူရဲ့အကောင်ကိုချက်ချင်းဓာတ်နဲ့ထိုးတက်လိုက်လို့ဇွန်မီကစိတ်ယူပေါက်သွားပါတော့တယ်မတ်ဟာလည်းစိတ်တူလွန်လို့ယူမတက်ဖြစ်သွားပြီးတက်မှုကသူ့ကိုဆွဲထုတ်သွားပါတယ်သူ့မှာလုတ်ပိုင်ခွင့်မရှိတော့ဘူးလို့တတိပေးရပါတယ်အဲ့ဒီနောက်နာကာမူရာကဇွန်မီကိုအစိမ့်ငွေတွေနဲ့လွတ်လိုက်ရမှာဇွန်မီကသူ့အဖေစီကိုလက်ရိုင်းငိုနေခဲ့ပါတယ်ဒေါသထွက်နေတဲ့မတ်ဟာနာကာမူရာကိုပြေးထိုးလိုက်လို့တက်မှုကသူ့ကိုထပ်ပြီးဆွဲထုတ်သွားပြန်ပါတယ်နာကာမူရာကသူတို့ကိုဓာတ်နဲ့ရွေပြီးတက်မှုကိုသူ့လူကိုထိမ့်ဖို့ပြောပါတယ်တက်မှုကစိတ်မကောင်းစွာနဲ့ပဲမတ်ကိုဒီတာဝန်ကနေထုတ်ပယ်လိုက်လို့အိမ်ပြန်လာရပါတော့တယ်ဒီအချိန်မှာပဲဇွန်မီကလောင်ဝင်ကိုဖြတ်လာပြီးထွက်လာကစစ်သားတွေကိုကြောက်လန့်တကြားကြည့်နေတော့မှပဲသူ့အဖေရဲ့အလောင်းကိုပြန်စားနေပါတယ်မော့ကူကိုပြန်ရောက်လာတဲ့အခါမှာဇွန်မီတွေကသူတို့ရဲ့အတိတ်အကြောင်းကိုပြောနေတာကိုတွေ့ရပါတယ်သူတို့အားလုံးမှာအနာဂတ်အတွက်အိမ်မက်တွေကိုရှိခဲ့ကြပေမဲ့စစ်တပ်ကအတင်းဝင်ခိုင်းတဲ့အခါမှာတော့အဲ့ဒီအိမ်မက်တွေကိုစွန့်လွတ်ခဲ့ရပါတယ်တယောက်ကတချင်းဆိုနေခဲ့တယ်လို့ဝန်ခံပြီးတော့တချင်းတစ်ပုတ်ကိုစိုးပြလိုက်ရမှာတော့အားလုံးကလိုက်ဆိုကြပါတယ်အဲ့ဒီအချိန်မှာပဲသူတို့တဲကတယောက်ကပျောက်နေတာကိုသိလိုက်ရလို့လိုက်ရှာဖို့သဘောတူလိုက်ကြပါတယ်အနီးနားကရွာတရွာမှာတော့ရွာသားတွေကမိစ္ဆာတွေရန်ကနေကောက်ွယ်ဖို့အတွက်ရစ်ပူစော်ပွဲတွေလုပ်နေကြပါတယ်မကြခင်မှာစုံမီတွေကရွာကိုဝိုင်းလာပြီးတော့ရွာသားတွေကိုစားတောက်ပါတော့တယ်အမေနဲ့သမီးဖြစ်သူတို့ဟာအဲ့ဒီမိစ္ဆာတွေထဲမှာသူတို့ရဲ့အခင်မောအဖေပါနေတာကိုတွေးလိုက်ရလို့ထိတ်လန့်သွားကြပါတယ်တစ်ဖက်မှာလည်းပန်ဟာစပိန်နဲ့အိမ်ပြန်နေတော့မှမီးပြတ်သွားတဲ့အတွက်မီးပြင်ကိုရက်လိုက်ရပါတယ်ရုတ်တရက်လူတစ်ယောက်ရဲ့လမ်းလျှောက်လာတာကိုမြင်ပြီး online မိတာကနေအဲ့ဒါကလူတစ်ယောက်ရဲ့အောက်ပိုင်းလာဖြစ်နေပါတယ်အိမ်မှာတော့ Trump ဟာသူ့သားဘေးကင်းကင်းနဲ့ပြန်လာဖို့ဆူတောင်းနေပါတယ်မော့ဟာအိမ်သားကိုရောက်နေပြီဆိုတာကိုသူမှမသိပါဘူး။နေရန်ကဓာတ်ပုံတစ်ပုံပြုတ်ကျသွားတဲ့အခါမှာဒါဟာနမိတ်မကောင်းဘူးလို့ထင်ပြီးပတင်းပေါက်ကိုပိတ်လိုက်ပါတယ်။အဲ့ဒီနောက်သူကအပြင်ထွက်ပြီးစစ်လက်တောက်နေတော့မတ်ရောက်လာလို့လန့်သွားပြီးမတ်ကသူ့အမေကိုအိမ်ထဲမှာပဲနေဖို့ပြောပါတယ်။သူ့ညီလည်းအသက်ရှင်နေအောင်ပါပါလို့သတင်းကောင်းပြောလိုက်ရာဖရန့်ကဝမ်းသာအားရဖတ်လိုက်ပါတယ်။မော့ကဒါတွေကိုအပြင်ကနေကြားပြီးသူတို့ပြန်မစုံနိုင်တော့ဘူးဆိုတာသိလိုက်ရလို့ငူနေရင်းနဲ့ထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပန်ရောက်လာပြီးသူမြင်ခဲ့တာတွေကိုပြောပြလိုက်ရာမတ်ကသူ့အမေကိုတလက်တက်လက်ပေးလိုက်ပြီးထူးဆန်းတာတွေတွေ့ရင်ပြစ်ဖို့နဲ့မီးရှို့ဖို့ကိုမှာကြားခဲ့ပါတယ်။တောထဲမှာဘုန်းကြီးတစ်ပတ်ဟာခြင်တောင်ထဲမှာတရားမှတ်နေပါတယ်။ဆိုမီးတကောင်ကကြီးကပ်လာတဲ့အခါမှာတော့ဘုန်းကြီးကသူ့သားမချက်ချင်းတီးလိုက်ရပြီးမေတ္တာတုတ်တွေရွတ်ဖတ်ပေးပါတော့တယ်။ဇွန်မီကဒူးထောက်လိုက်ပြီးတော့အလိုက်အတိတ်တံပြူကပြန်ထွက်သွားခဲ့ပါတယ်။နောက်တစ်နေရာမှာတော့ဇွန်မီတကောင်ကအမေနဲ့သမီးကိုလိုက်နေပြီးတော့ကလေးမလေးလဲကျသွားတဲ့အခါမှာဇွန်မီကသူတို့ကိုမိသွားပြီမဲ့သူသမီးမှန်းတိသွားလို့တုတ်ဆိုင်သွားပါတယ်။အဲ့ဒီအချိန်မှာတက်မှုနဲ့သူ့တပည့်ရောက်လာပြီးပြစ်ဖို့ပြင်ပြီမဲ့တက်မှုကတားလိုက်ပါတယ်။ဇွန်မီကသူ့သမီးနာမည်ကိုခေါ်ပြီးစကားပြောဖို့ကြိုးစားရမှာကလေးမလေးကသူ့အဖေမျက်နှာကန်ပြီးသူ့အဖေတန်ရာရနေလို့ငိုပါတော့တယ်။ဇွန်မီကသမီးကောင်းကိုကန်မျိုးလုံနေတော့မှာပဲ test 4ကရောက်လာပြီးအမေဖြစ်သူကကလေးကိုဆွဲထုတ်သွားပါတယ်။စစ်သားတွေကလှန်တနက်နဲ့ပစ်လိုက်ပြီးမဲ့လွဲချော်သွားပါတယ်။အမေနဲ့သမီးကိုပါတတ်မိသွားပါတော့တယ်။အဲ့ဒီနောက်ကြံနေတဲ့ဇွန်မီတွေရောက်လာလို့စစ်သားတွေကိုပြစ်ခတ်ကြပါတယ်။တက်မှုကအဲ့ဒီဇွန်မီတွေကသူ့တပည့်မှတိသွားလို့ဂျပန်စစ်သားတွေကိုပြန်ပစ်ပြီးသူတို့ဘက်ကနေတိုက်ခိုက်ပေးခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲသူ့တပည့်ချက်ချင်းအသက်ခံလိုက်ရပြီးတက်မှုကိုယ်တိုင်ကလည်းကြည်စံထိသွားခဲ့ပါတယ်။သူကဇွန်မီတွေထဲမှာမော့ကိုတွေးလိုက်ပြီးတော့ထွက်ပြေးဖို့ပြောကအသက်ထွက်သွားခဲ့ပါတယ်။မော့ကတက်မှုရဲ့အလောင်းကိုဖတ်ပြီးငိုနေတော့မှပဲမှတ်ရောက်လာပြီးဇွန်မီတွေစစ်သားတွေကိုစားနေတာကိုတွေးလိုက်ရပါတယ်။မိစ္ဆာတကောင်ဟာစစ်သားတစ်ယောက်ရဲ့ရင်ဘတ်အယိုးစုကိုတော့ဆွဲထုတ်နေတာပါ။မက်ကသူ့ညီမော့ကိုလည်းမိစ္ဆာဖြစ်သွားတာတွေးလိုက်ရလို့သူ့ပခုံးကိုတနက်နဲ့ပစ်လိုက်ပါတယ်။မော့ကသူ့အကိုနာမည်ကိုခေါ်ပြီးထွက်ပြေးပေမဲ့မက်ကထပ်ပစ်ပြန်ပါတယ်။မော့ကအသေးအတန်တောင်းပန်နေပေမဲ့မက်ကတတိယကြိမ်ပစ်လိုက်လို့သူ့ညီကြောက်တဲ့ကိုပြုတ်ကျသွားပါတယ်။မတ်ဟာလောင်နာတွေနဲ့အော်ဟစ်ငိုကြွေးနေတော့မှပဲမော့ကပြန်တက်လာပြီးသူ့ကိုတိုက်ခိုက်ပါတော့တယ်။ခဏအကြာမှာတော့မတ်နိုးလာပြီးသူ့ကိုယ်တိုင်ဇွန်မီဖြစ်သွားတာကိုသိလိုက်ရပါတယ်။စကမ်းမှာတော့ကင်လိုကနာကာမူရာကိုသူ့အဖေရဲ့ဇွန်မီတွေကိုအရှင်ထားဖို့လှုပ်တာအရန်နဲ့များတယ်လို့ပြောပါတယ်။ကင်လိုကဇွန်မီတွေတဘာဝတရားပေါ်တက်ရောက်မှုကိုဗီဒီယိုပြနေတော့မှာပဲနာကာမူရာကသူ့ကိုတစ္ဆာဖောက်လို့ဆွဆွဲပါတယ်။ကင်လိုကဇွန်မီတွေလူထက်မတက်အောင်တစ္ဆာဖောက်ပဲအဖြစ်ခံမယ်လို့ပြောခဲ့ပါတယ်။မနက်ပိုင်းမှာတော့ပန်ထရန်ဘုံကြီးအပါဝင်ကြံရင်းနေသူတွေကဘေးကင်းရာကိုခေါ်သွားပါတယ်။ဂျပန်စစ်သားတွေကထိုင်းစစ်သားတွေနဲ့ဓာတ်ပုံကိုပြပြီးအလောင်းတွေကိုတွေ့သွားလို့လာခွဲခြားပေးဖို့ပြောပါတယ်မိဘတွေကသူတို့သားတွေရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါမှာအားလုံးကစိတ်နှလုံးကြေကွဲကုန်ပါတယ်ဇွန်မီတကောင်ကိုတစ်တာတဲ့ထည့်ပြီးနောက်နာကာမူတာကထိုင်းတက်မှုကိုတက်တည်မကြအောင်ရာသွားအားလုံးကိုတတ်ရမယ်လို့ပြောပါတယ်သူတို့ကိုစစ်ပွဲရဲ့တားကောင်တွေလိုပဲတည်င်းလစ်မယ်လို့ပြောပါတယ်တက်မှုကကန့်ကွက်ပေမဲ့အစိုးရနှစ်ရက်လုံးကသဘောတူထားပြီးဖြစ်လို့နာကာမူတာကပြောပါတယ်ကူထဲမှာတော့မော့ဟာဇွန်မီအချို့ကသူ့တငယ်ချင်းတယောက်ကိုစားနေတာကိုတွေ့လိုက်ရပါတယ်
သူကသူတို့ကိုអော်လိုက်ရမှာဇွန်မီတွေကပြန်တိုက်ခိုက်လို့ရန်ပွဲဖြစ်ပါတော့တယ်မက်ကသူ့ညီအနိုင်ကျင့်ခံနေရတော့တွေ့တော့ကူညီပေးလိုက်ပြီးသူကအံ့ဩစရာကောင်းတဲ့ခွန်အားရထားတာကိုပြလိုက်ပါတယ်သူကတစ်ဖွဲ့လုံးကိုအလွယ်တကူနှိမ်နင်းလိုက်ပြီးဟိန်းဟောက်လိုက်ကဇွန်မီတွေအားလုံးကကြောက်လို့ဒူးထောက်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲတခြားဇွန်မီတစ်ကောင်ကဘူထဲကိုဝင်လာပြီးသူကအဖမ်းခံရပြီးနှိပ်စက်ခံခဲ့ရပြီးမှထွက်ပြေးလာတာလို့ပြောပါတယ်အဲ့ဒီအပြင်သူတို့မိဘတွေကအသက်ခံရတော့မတဲ့တင်းကိုလည်းပြောပြလိုက်ပါတယ်မော့ဒါဟာသူတို့ကိုမြှားခေါ်တဲ့ထောင်ချောက်လို့ထင်နေပေမဲ့မက်ကတော့သူတို့မိသားစုကိုပြစ်မထားနိုင်ပဲသူ့ညီကိုသူ့ရဲဘောကြောင့်လေလို့ထပ်ပြောခဲ့ပါတယ်။တောထဲမှာတော့စစ်သားတစ်ယောက်ကရာသားတွေကိုဆူတောင်းပွဲလို့အကြောင်းပြပြီးခေါ်လာတော့နာဂါမူရာနဲ့သူ့စစ်သားတွေကချောင်းချောင်းကြည့်နေကြပါတယ်။နာဂါမူရာကသူ့အဖေကိုစကားပြောဖို့ကြိုးစားပေမဲ့အဖေဖြစ်သူကဂရုမစိုက်ပါဘူး။ဇွန်မီတွေရောက်လာတဲ့အခါမှာရာသားတွေကသူတို့သားတွေဘာဖြစ်ကုန်ကြလဲဆိုတာကိုမြင်ပြီးစိတ်ပြတ်သွားကြပါတယ်။အဲ့ဒီအချိန်မှာနာဂါမူရာကပြစ်မိတ်ပေးလိုက်ရွာသားတွေကတယောက်ပြီးတယောက်တေဆုံးကုန်ပါတယ်။ဇွန်မီတွေကတေဆုံးသွားတဲ့သူတို့ဆွေမျိုးတွေကိုပြေးဖက်ဝမ်းနေပြီးငိုကြွေးနေကြပါတယ်။မော့ကသူ့အမေကိုဖတ်တာပြီးမက်ကတော့ပန်ကိုဖတ်ငုံနေပါတယ်။ခဏအကြာမှာတော့မက်ကပန်ကိုဇွန်မီဖြစ်ပြောင်းလာပြီးအသက်ဆက်ပေးဖို့ကိုက်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာနာဂါမူရာကခလုတ်ကိုနှိပ်လိုက်ပြီးမြေပြင်အောက်ကတန်လောင်အိမ်ကိုပေါ်လာစေကဇွန်မီအလုံးကိုထောက်ချောက်တဲကိုဆင်ဖမ်းလိုက်ပါတယ်။မက်ကသူ့အမေကိုလည်းကိုက်လိုက်ပေမဲ့နောက်ကျသွားပြီးမျိုးဇွန်မီမဖြစ်လာတော့ပါဘူးတခြားဇွန်မီတစ်ကောင်ကလောင်အိမ်ကိုလောက်ခတ်ထားတဲ့စစ်သားကိုကိုက်လိုက်ရမှာအဲ့ဒီစစ်သားကမိနစ်ပိုင်းအတွင်းမှာပဲဇွန်မီဖြစ်သွားပြီးသူ့အဖွဲ့ကိုပြန်တိုက်ခိုက်ပါတော့တယ်နာဂါမူရာကသူ့ဓာတ်ကိုဆွဲထုတ်ပြီးအဲ့ဒီစစ်သားကိုတတ်လိုက်ပါတယ်ဇွန်မီတွေကလောင်အိမ်ကိုဒေါသတကြီးလှုပ်ခါပြီးမက်ရဲ့ခွန်အားကြောင့်တော့ပါပြတ်သွားခဲ့ပါတယ်အဲ့ဒီနောက်ဇွန်မီတွေကအပြင်ကိုထွက်လာပြီးစစ်သားတွေကိုတိုက်ခိုက်လို့ဂျပန်စစ်သားအစ်စ်တွေဇွန်မီတွေဖြစ်ကုန်ပါတော့တယ်ထိတ်လန့်သွားတဲ့နာဂါမူရာကလက်ပေပုံနှလုံးကိုပစ်လိုက်လို့ဇွန်မီချို့တေသွားပေမဲ့အများစုကတော့ထွက်ပြေးသွားကြပါတယ်။တောထဲမှာတော့ပန်ဟာဇွန်မီဘဝကိုကျင်သားရနေပါပြီ။မက်ကစစ်သားတစ်ယောက်စီကနေဓာတ်ကိုခိုးယူပြီးလက်စားချေမယ်လို့ကြေညာလိုက်ပါတယ်။သူ့မျက်လုံးတွေလည်းမဲသွားပြီးတော့ကြံတဲ့ဇွန်မီတွေကိုစီးယုံနေပြီမဲ့မော့ကတော့သူ့အကိုကဇွန်မီရဲ့ဖွဲ့ကြီးထက်ချက်မယ်လို့ပြောလိုက်လို့စိုးရိမ်သွားပါတယ်။တခြားသူတွေသူတို့လိုမခံစားစေချင်လို့ပါ။တခြားဇွန်မီတယောက်ကလည်းပောက်ကွဲမှုမှာသူ့ညီကိုတုံရှုံခဲ့ရလို့ဒီလက်စားချေမှုကတေဆုံးမှုတွေပဲတိုးစင်မယ်ဆိုပြီးကန့်ကွက်ပါတယ်။မက်ကသူ့ကိုဓာတ်နဲ့ထိုးတက်မလို့လောက်ရကနေပန်ကဝန်ခံပေးလိုက်လို့ပန်တေဆုံးသွားခဲ့ပါတယ်။မော့ဟာဝမ်းနဲ့စွာအော်ဟစ်နေပေမဲ့မက်ကတော့ဘာမှမဖြစ်တယ်လို့ပါပဲ။သူကတခြားဇွန်မီတွေကိုတတ်လိုက်ပြီးသူ့မှာအစီအစဉ်ရှိတယ်လို့ပြောပါတယ်။နောက်တစ်နေ့မော်နိုးလာတဲ့အခါမှာတော့ဖြစ်ခဲ့သမျှအကြောင်းအရာအားလုံးကိုပြန်ချင်းစားမိပြီးခံစားချက်တွေပါထိမ့်မချုပ်နိုင်ဖြစ်နေပါတယ်။ရုတ်တရက်သူ့မိသားစုအားလုံးရဲ့ပုံရိပ်တွေကိုမြင်အောင်လိုက်ရပြီးသူ့ခန္ဓာကိုယ်ကပြအဖြစ်စတင်ပြောင်းလဲလာပါတယ်။ဒါပေမဲ့သူ့အကိုကသူ့ကိုဘာအတွက်မှမတိုက်ခိုက်ခဲ့တဲ့သူရဲ့ဘောကြောင့်လည်းသူလို့ပြောခဲ့တာကိုတတိယသွားတဲ့အခါမှာတော့သူကဇွန်မီပုံကိုပြန်လဲရရှိခဲ့ပါတယ်။စခန်းမှာလည်းနာဂါမူရာကကင်တိုရဲ့တဲတဲကိုဝင်သွားပြီးသူ့ရဲ့ခေါင်းကိုတနက်နဲ့ပစ်တက်ခဲ့ပါတယ်။အဲ့ဒီနောက်ကင်တိုရဲ့မှတ်စုတွေကိုရှာဖွေရမှာဇွန်မီတွေကမီးကိုကြောက်ကြတယ်ဆိုတာကိုသိသွားပြီးသူ့လူတွေကိုမီးကိုထုတ်ဆက်ကိုအမြန်သွားယူခိုင်းလိုက်ပါတယ်။ခဏအကြာမှာတော့နာဂါမူရာကသူ့ရဲ့စစ်သားတွေကတောထဲမှာဇွန်မီအချို့နောက်ကိုလိုက်လာခဲ့ကြပါတယ်။သူတို့ကဂူတကူထဲကိုရောက်သွားပြီးတော့မီးစုံဘိုးတွေကိုထောင်ပေါင်းများစွာကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်အဲ့ဒီဘိုးကောင်တွေကပျောက်သွားပြီးတော့ဇွန်မီတွေကအမောင်ထဲမှာစတင်တိုက်ခိုက်ပါတော့တယ်စစ်သားတွေကပြစ်ခတ်ကြပေမဲ့ဇွန်မီတွေကမတေတဲ့အတွက်အသာစီးရသွားပြီးစစ်သားတွေကိုတယောက်ပြီးတယောက်လိုက်ကိုက်စားပါတော့တယ်မီးကိုထုတ်ဆက်ကိုတုံးလိုက်တဲ့အခါမှာတော့ဇွန်မီတွေထွက်ပြေးသွားလို့သူတို့နောက်ကိုထပ်လိုက်ကြရပြန်ပါတယ်စစ်သားတယောက်ကိုစားနေတဲ့ဇွန်မီတွေကိုတွေ့သွားတော့သူတို့ထပ်မံပြစ်ခတ်ကြပြန်ပါတယ်ကြီးမြောင်းနေတဲ့လမ်းကြောင်းထဲမှာပုံနေတဲ့ဇွန်မီတွေကလိုက်လာပြီးတော့ဂျပန်စစ်သားတွေကိုညှံတာမှုမရှိပဲတပ်ဖြတ်ပါတော့တယ်ခုတည်းတော့အသက်ရှင်ကျန်ရင်သူနာဂါမူရာကထွက်ပြေးရင်းနဲ့ရွှွန့်ပွားအိုင်ထဲကိုလဲကျသွားပါတယ်။သူကတကူလုံးကိုရွှွန့်တွေနဲ့ဖုံးအုပ်လိုက်ပြီးနေရံမှာကတ်လိုက်လို့ဇွန်မီတွေရောက်လာတဲ့အခါမှာသူ့ကိုမမြင်ပဲကြော်သွားခဲ့ကြပါတယ်။အဲ့ဒီနောက်မှာနာဂါမူရာဟာခိုးကြောင်ကိုကထွက်လာပြီးအလင်းငိုက်တိုက်ခိုက်ဖို့ပြင်နေမဲ့မီးဆုံးဖို့တကောင်ကြောင့်သူ့နေရာကိုဇွန်မီတွေကတိသွားပြီးဇွန်မီတွေပြန်လာခဲ့ပါတယ်။နာဂါမူရာဟာမီးကိုတုပ်ဆက်ကိုတုံးဖို့ကြိုးစားခဲ့ပေမဲ့ရွှွန့်တွေပိတ်နေလို့တုံးလို့မရခဲ့ပါဘူး။ဇွန်မီတွေကသူ့ကိုကိုက်နေကြတော့မှပဲတေဆုံးသွားခဲ့ပါတယ်။စစ်သားတွေလည်းဇွန်မီအဖြစ်ပြောင်းလဲလာပါတယ်။မကြခင်မှာနာဂါမူရာကလည်းဇွန်မီဖြစ်သွားပါတယ်။ချိန်ထဲမှာပဲမော့ရောက်လာပြီးတော့မြေပြင်ကမီးကိုထုတ်ဆက်ကိုကောက်ယူလိုက်ပါတယ်။ထိုင်းဇွန်မီတွေကဂူထဲကထွက်မလို့လှုပ်တဲ့ခါမှာတော့မော့ဟာဂူဝမှာပိတ်ထားတာကိုတွေ့ရပါတယ်။မော့ကသူ့အကိုနဲ့သူ့တငယ်ချင်းတွေအတွက်ငိုကြွေးလိုက်ရာမက်ရဲ့အတိတ်ကိုတတိယသွားပြီးသူ့မျက်လုံးတွေပုံမှန်ဖြစ်သွားတာမော့ကိုလည်းအလေးပြုလိုက်ပါတယ်။မော့ကသူတို့ကိုမီးရှို့လိုက်ရာဇွန်မီဖြစ်သွားတဲ့နာဂါမူရာနဲ့အဖွဲ့လည်းရောက်လာပြီးမက်နဲ့သူ့လူတွေကသူတို့ကိုတွေ့ကတ်လိုက်လို့အားလုံးမီးလောင်ပြီးအတူတူတေဆုံးသွားကြပါတော့တယ်။မက်ကသူ့တငယ်ချင်းတွေကိုနောက်ဆုံးအချိန်တတိယရင်ဒီဇယ်လန်လေးနဲ့ဒီမှာနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ဒီဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ subscribe လုပ်သွားခဲ့ဖို့မမေ့ကြပါနဲ့ဦးနော်။